အားလုံးပဲမင်္ဂလာပါဒီနေ့တင်ဆက်ပေးမှာကအကျွေးမဲ့တိုင်းဝင်းကျင်အပိုင်း7ပဲဖြစ်ပါတယ်ဇလန်းအစမှာတော့ဖန်ယူလုံကဗတိစိ6လုံးပါတဲ့လက်နက်တိုင်းဝင်းကျင်ကိုနိုးထားလိုက်တဲ့အခါဆင်အောက်ကချင်းမိသားစုဝင်တွေအားလုံးအံ့ဩမှုနဲ့အတူထိတ်လန့်သွားကြပါတယ်ဒီလောက်ကြာဖုံးဝယ်ထားခဲ့တာဆိုတော့ငါတို့ကအစာကလေးကထောင်ချောက်တဲ့ဝင်ပြီးသားပဲချင်းမိသားစုခေါင်းဆောင်ရဲ့စကားတန်ကအေးဆက်ပြီးလေးနက်နေခဲ့ပါတယ်။ဖန်ယူလုံကတော့စိတ်မကောင်းသလိုမျက်နှာထားနဲ့ပေါ့ပါပြုံးရရင်တိုင်းဝင်းညင်ကိုဖုံးဝယ်ထားခဲ့တာကတချို့လူတွေကြောက်လန့်ပြီးပြိုင်ပွဲကိုမဝင်ရဲမှစိုးလို့ပါလို့ရည်တက်ပြောလိုက်ပါတယ်။အဲ့ဒီစကားကြောင့်ချင်းချန်ကုန်းရဲ့မျက်လုံးထဲဒေါသမီးတွေမီးလောင်သလိုထွက်ပေါ်လာခဲ့ပါတယ်။ဖန်မိသားစုဘက်ကတော့အတန်ကြီးနဲ့ဖန်ယူလုံကလင်းရှိမျိုးရဲ့နံပါတ်1ပါရမီရှင်ပဲလို့ဂုံယူမြောက်ကျော်သာကြွေးကြော်နေခဲ့ကြပါတယ်။ယောက်ျားလေးတမ်မန်ကဖန်ယူလုံကိုအနက်ဆိုင်ဆုံးစူးစမ်းကြည့်ရင်ဒီလူကိုဘလို့မြင်လဲလို့ရှောင်းကိုင်းလူအမကိုမေးလိုက်ပါတယ်။သူမကတော့မျက်နှာမပြောင်းပဲတည်ငြိမ်သွားပါမီကထူကြတယ်အနာကအလားလာရှိတယ်နည်းနည်းပူကြတာတော့အမှန်ပဲဒါပေမဲ့ဒီခီးကတော့အလကားမဖြစ်ဘူးလို့ပြန်ဆိုခဲ့ပါတယ်။တစ်ဖက်မှာတော့ချင်းမိသားစုကောင်းဆောင်ကစင်မော်ကဖန်ယူလုံကိုကြည့်ရင်ဖះကချင်းမိသားစုကိုတကယ်ပဲဖြတ်စည်းတော့မှလားလို့စိတ်ထဲမှာတွေးနေခဲ့ပါတော့တယ်။အဲ့ဒီအချိန်မှာပဲစင်မြင့်ဘော်ကချင်းချန်ကုန်းကဖန်ယူလုံလို့ခေါ်လိုက်ပြီးမင်းအစင်6ဖြစ်ရင်တော့ငါအရှုံးမပေးဘူးလို့ပြောကသူ့ရဲ့အစင်ကတားရဲတိုင်းဝင်းကျင်ကိုထုတ်ပြီးတိုက်ခိုက်လိုက်ပါတယ်။ဖန်ယူလုံကတော့အသားရရှောင်ရှားနေခြင်းလက်နက်တိုင်းဝင်းကျင်ကိုထုတ်လိုက်တဲ့အချိန်ချင်းချန်ကုန်းတစ်ချက်တည်းနဲ့ပဲမခံနိုင်တော့ပါဘူးပွဲကြည့်နေသူတွေအားလုံးကဘယ်သူနိုင်မလဲဆိုတာကိုမေးစရာမလိုတော့ပါဘူးတိုင်းဝင်းကျင်အဆင့်တစ်ဆင့်ပဲကွာပေမဲ့အရေးအချင်းကတော့မိုးနဲ့ညီလောက်ကွာခြားနေခဲ့ပါတယ်ဖန်ယူလုံကချင်းချန်ကုန်းကိုအထင်သေးတဲ့လေတံနဲ့မင်းကငါးမျက်လုံးထဲမှာဘာမှမဟုတ်ဘူးလို့ပြောလိုက်ပါတယ်ချင်းချန်ကုန်းကတော့သွေးရမီဆင်းရောက်ကိုဆင်းသွားခဲ့ရပါတယ်အဲဒီနောက်ဖန်ယူလုံကလူများကိုလှည့်ကြည့်ပြီးဖန်မိသားစုကလင်းရှိမှုရဲ့နံပါတ်1မိသားစုဖြစ်နေပြီအခုငါတို့ဘက်ကိုခိုးလို့ရင်အသက်ရှင်ဖို့လမ်းတစ်ခုဖွင့်ပေးမယ်လို့ကြေညာလိုက်ပါတယ်ဖန်လီကလည်းထပ်ပြောလာခဲ့ပါတယ်ငါသားကဒီနေ့ရှင်းလန်ကိုင်းဝင်ခွင့်ရရင်ဖန်မိသားစုကတဟုန်တိုးတက်မယ်အခုရှုံးမပေးဘူးဆိုရင်အကုန်တက်ပြစ်မယ်ပြီးရင်ဖန်မိသားစုကိုအပြစ်မတင်နဲ့လို့ချိန်ချောက်လိုက်ပါတယ်အဲ့ဒီစကားကြောင့်ချင်းမိသားစုဘက်ကလူတွေတယောက်တစ်မျိုးစဉ်းစားပြီးအချို့ကမိသားစုကိုစွန့်ခွာကဖန်မိသားစုဘက်ကိုထွက်ပြေးလာခဲ့ကြပါတယ်ချင်းချန်ကုန်းအဖေကတော့ဒေါသတကြီးနဲ့ချင်းမိသားစုရဲ့ဆောင်ပုတ်ကိုမေးပြီလားကျေးဇူးကန်းနဲ့ကြောက်တဲ့ကောင်တွေလို့အော်ဟစ်နေခဲ့ပါတယ်ချင်းမိသားစုကောင်းဆောင်ကကြံခဲ့တဲ့လူတွေကိုကြည့်ပြီးမိသားစုကိုကာကွယ်ဖို့တောင်းဝင်ရှိတယ်အယိုးကြည်အရေးခန်းချင်းမိသားစုအတွက်တိုက်ခိုက်မယ်လို့ပြောလိုက်တဲ့အခါကြံခဲ့တဲ့လူတွေကလည်းနှုံးတွေကိုထိကျင်ရင်ငါတို့ကိုအရင်ကြော်ရမယ်လို့တိုင်တိုင်နေတဲ့ကြွေးကြော်လိုက်ကြပါတယ်ဒီမြင်ကွင်းကိုကြည့်ရင်ချင်းနန်ကဒီလိုလူတွေရှိနေတယ်လို့ငါကာကွယ်ပေးရတာတန်တယ်လို့သူ့စိတ်ထဲမှာပီတိဖြစ်နေခဲ့ပါတယ်ချင်းမိသားစုရဲ့တတိယအကြီးအကဲကဖန်ပီနာစုဘက်ကိုလှမ်းသွားလိုက်တဲ့အချိန်ဘာလို့လာလဲတတိယညီလေးလို့အကြီးအကဲကတားလိုက်ပြီးလက်ဝါးတစ်ချက်ကြောင့်သူလွတ်ထွက်သွားခဲ့ရပါတယ်ဖန်လီအတွက်ကတော့ဒီမြင်ကွင်းကအရသာဖြစ်နေခဲ့ပြီးချင်းမိသားစုအတွက်တိုက်မယ်ဆိုရင်စမ်းကြည့်လေလို့ပြောလိုက်ပါတယ်ဒုတိယနဲ့စရုရအကြီးကဲတို့စွမ်းအားတွေထုတ်လိုက်တဲ့အချိန်မှာပဲဘာမှမထွက်လာပဲခေါင်းတွေမူးလာကြပြီးအစိတ်မိထားပြီးဆိုတာကိုချက်ချင်းသိသွားကြပါတယ်သစ္စာပေါက်လို့တတိယအကြီးကဲကိုអော်လိုက်ကြပြီမဲ့သူကတော့ချင်းမိသားစုကိုသစ္စာမဖောက်ဘူးအတိတ်တည်ချင်းရင်ချင်းထန်နဲ့ချင်းတန်ဘုတ်ကိုပဲတင်မင်းတို့ကဘလို့လက်ရောရမလဲမသိဘူးလို့ပြန်ပြောပြီးဖန်မိသားစုဘက်ကိုထွက်သွားခဲ့ပါတယ်ဖန်ယူလုံကတော့မျက်နှာတင်းတင်းနဲ့ခေါင်းမာတဲ့လူတွေခဏဆောင်မင်းတို့ကိုတေရာထက်ဆိုးအောင်လုပ်ပေးမယ်လို့ချိန်ချောက်ပြီးချင်းနံကိုကြီးကမင်းနဲ့ငါနဲ့ဆရင်မှတ်ထားပြီလို့ပြောလိုက်ပါတယ်ထို့နောက်ပြန်လှည့်ပြီးတရမန်2ဦးကိုဂါဘရာပြုလိုက်ပါတယ်ကြံနဲ့ချင်းနံကိုတိုင်းဝင်းကျင်ထုတ်ပြီးတိုက်ရင်အသေးသက်လို့ရမလားလို့မေးလိုက်တဲ့အခါရှောင်းမင်းကလေးကလူတက်ဖို့ဒီအပူလုံးเสียမလို့ဘူးလို့ပြန်ပြောခဲ့ပါတယ်ဒါပေမဲ့ပိုင်တန်မန်ကဝင်ပြောလိုက်ပေမဲ့
ပိုင်ဟန်မင်းငါ့ကိုဆရာလုံးနေတာလားလို့ရှောင်းမင်းကလေးကတစ်ချက်တည်းဆူငေါလိုက်ပါတယ်ချင်းနံကလည်းငါလည်းမေးစရာရှိတယ်လို့ပြောကရှမ်းလင်ကိုင်းတပည့်ဖြစ်ဖို့ဆန္ဒရှိရင်တာမန်လူတွေကိုစိတ်ကြိုက်ထိခိုက်လို့ရလားလို့ပိုင်ဟန်ကိုမေးလိုက်ပါတယ်ပိုင်ဟန်တန်တမန်ကလည်းရတာပေါ်လို့ချက်ချင်းပြန်ပြေးလိုက်ပါတယ်ဒါဆိုတိုင်ပွဲမပြီးသေးပဲဘာလို့ဖန်ယူလုံကတပည့်ဖြစ်တာတေချာနေပြီးသားလဲချင်းနံရဲ့စကားကြောင့်ပိုင်တန်မန်ကမင်းအထင်ဒီပြိုင်ပွဲကစက်ပြိုင်မှုလိုသေးလားလို့ပြန်ပြီးလိုက်ပါတယ်ရှင်ပြိုင်မှုမပြီးသေးရင်ဘာမှမတေချာဘူးလို့ချင်းနံပြန်ပြောချင်းဖန်ယူလုံကဟားတိုက်ပြီးမှန်တယ်သူကသူ့အမိုက်တိုင်းဝင်းကျင်ကိုထုတ်ပြကျင်နေတာပဲလို့ရည်သက်ပြောလိုက်ပါတယ်အဲ့ဒီအခါပိုင်တန်မန်ကပြိုင်ပွဲဆက်လုပ်မယ်လို့ကြေညာခိုင်းလိုက်ပြီးစင်မြင့်ပေါ်ကစင်းနံရဲ့အလက်စတင်ရောက်လာခဲ့ပါတော့တယ်